Đó Tiêm thành đi Tiêm sinh ra vào ung sú Cái đó Tu nhá cho Cô trong lục bản Chỉ nên để xây tí Cô đâu như để xây tí Cô mà tu nhá trong đi bản Cô trong lục để có Chán ta tỏa ra hô Chán ta tỏa ra hô Tu đi trình đi mà Tu đi à mẹ cô ye A phí lý hú Tu quam nhá chinh mà ye Tê lô cả lô Mà kinh tế hú Mà kinh tế hú Cái gì mà kinh tế để đi à Là trình đánh cái phía xí nì đấy Phía xí nì bà đấy Thế cái hú Ia lý như kinh dì Tên giá thì chú đi trang kỳ nhí Ở nhìn gìပြောgọi là nói gì bà làm như bà về Hà là chỉ đây nó Ia lý kinh nhà kỳ nhí lưu ý về Tôi nói nhà đây về Thế cái hú Tất tuyên xí xin đi bà đấy Nói gì đi bà là đấy Về dọc như kinh dì hà mà kéo kìa tất lưu bà về Thì khả năng của ý hà đấy về Phía xí đoà đấy nì à mà À lưu bà bông đàn đàn Phía xí đoà đấy nì à mà Nói gì đi Thì để cả tiết đi cả Dốc tiết đi Nên tiết đi Pianဖြစ်တယ်ဒါကြောင့်ယောက်ျားရှိတယ်လို့ထင်ရတာပါပဲမိန်းမရှိတယ်လို့ထင်ရတာပါပဲအချိန်တိုင်းအာတုဘဘုံတန်တန်တိုင်းမတင်တယ်တဲ့ဘုံတန်တန်တိုင်းပြည့်စည်နေပါတယ်သိတဲ့ခါကျမှပုပ်ပွားလောက်စားအယူကြတာမဟုတ်ပါဘူးအချိန်တိုင်းဟာမတင်တယ်ဘူးအနှစ်သာရမရှိပါဘူးဒီနေရာမှာကိုယ်တွေကတမာရီရှိလို့ဆိုကြပါစို့သူယောဂီတွေလည်းတမာရီရှိလို့သုံးတစ်ခုသောတရားကိုပွားများတဲ့အာထုံနေနဲ့ဟာလာအတိတ်ဘဝတုန်းကရှုခဲ့တဲ့အာသုဘတွေပေါ်လာတာမျိုးတဲ့ယောဂီတွေကြုံဘူးမှာပါဟာတချို့ကြတော့ဟာလာညာဘက်ခြေသလုံးကြီးမှာလောက်နေစားနေတာမျိုးအတိတ်ဘဝတော့သူရှုခဲ့တယ်လေအကြောင်းကြောင့်သူရှုခဲ့ဟောဒါမှမဟုတ်ရင်လည်းပဲအယိုးစုတွေကိုမြင်တာမျိုးအဲ့ဒါတကူလို့အယိုးစုတွေကိုမြင်တာမျိုးတချို့ကြတော့လည်းပဲခန္ဓာကိုယ်တစ်ခုလုံးဟာအပိုင်းပိုင်းအတိတ်ခုတ်ထခံထားရလို့အဲ့ဒါတွေကိုအတိတ်ကရှုခဲ့တဲ့အခါကျတော့တမာတိကောင်းလာတဲ့အခါဒါကြီးဘွားကနေမြင်တတ်ပါတယ်အဲ့တော့မြင်တတ်တဲ့အခါကျတော့ချူသောပုဂ္ဂိုလ်ကြီးကဟလာအာသုဘကိုမရှုနဲ့ယူလိုက်မယ်လို့သူပြောပါတယ်ဟုတ်ပြီနော်သူတို့ပြောတဲ့တရားလည်းမှားတော့မှားပါဟုတ်ပြီနော်ဆရာကမပြတဲ့ဆရာကောင်းတဲ့မတွေ့ယူတတ်ပါတယ်အဲ့ဒါချိုးသုတ်တမ်းမှာတယောက်တည်းသွားထုတ်ကြတယ်အာသုဘတွေမြင်လာတဲ့အခါကျတော့အဲ့ဒီမြင်လာတဲ့အာသုဘကိုထက်ကပွားများပါဟုတ်ပြီနော်ဆွဲလန်းစရာမဟုတ်ဘူးမတင့်တယ်တဲ့တရားကြီးငါမရှိတဲ့တရားကြီးဒုတိယမဲ့ကိုရဲ့အာတမစိတ်သုံးခြင်းဒုတိယမဲ့ကိုရဲ့ဝိပဿနာဉာဏ်ပညာတွေနဲ့လည်းပွားရပါဒုတိယမဲ့ကိုရဲ့သစ္စာလေးပါးနဲ့လည်းပွားရပါပါဆွဲလန်းစရာမဟုတ်ဘူးအနှစ်သာရမရှိစုံမဲ့စရာမဟုတ်ဘူးအဲ့ဒါလိုမပွားများတဲ့ခါကျတော့မြင်တဲ့တရားကြီးဟာတရေပြ6တယ်စိတ်ထဲမှာမပြောက်တော့ဘာလို့အယိုးစုကြီးနေတဲ့ပုဂ္ဂိုလ်တကူလုံးခုတ်ပြပိုင်းစီတော့မြင်တဲ့ပုဂ္ဂိုလ်မိတွေလောင်ကျွမ်းနေတာမြင်တဲ့ပုဂ္ဂိုလ်တို့ဟုတ်လည်းပဲတကူလုံးလောက်တွေစားနေတာမြင်တဲ့ပုဂ္ဂိုလ်မပြောက်တော့အဲ့ဒါလိုမပြောက်တဲ့အတွက်ကြောင့်သူ့မှာခါစားတဲ့မြင်ပြီးအိတ်တဲ့မြင်ဆိုတော့အဲ့ဒီမှာကြောက်လာတယ်မပွားရမှာတကယ်ပရမညာလေးကြီးပါဆရာတော်ဘုရားကြီးဟာသူဆရာတော်ဘုရားကြီးကအမေရိကန်တိုင်းပြည်နဲ့မလဲနိုင်ဘူးအမေရိကန်တိုင်းပြည်လုံးချမ်းသာတယ်လူတွေရောရုပ်ဝတ္ထုတွေရောငွေတွေရောအကုန်လုံးချမ်းသာတာတွေပေါင်းနိုင်အောင်တော့မလဲနိုင်ဘူးဒီအာရုပတရားမလဲနိုင်ဘူးဟုတ်ပြီနော်တကယ်ပရမညာကြီးအဲ့လိုမျိုးမြင်သိတဲ့ဆရာကမြင်တဲ့ဆရာကအဲ့လိုမြင်လာတာတကယ်ကိုပဲခါတယ်ပွားများလို့လည်းကောင်းပြီးတော့ကိလေသာကိုခေါင်းပါစေတဲ့တရား
အဲ့လိုမဟုတ်ပဲနဲ့ဆရာကမရှိတဲ့ခါကျတော့ယူတတ်ပါတယ်ဟုတ်ပြီနော်တကယ်တော့ဘာမှမဟုတ်ပါဘူးဒီမြင်လာတဲ့အပေါ်မှာပွားရတော့မမြင်ခင်တော့လည်းပွားရတာပဲသူတဲ့သူကြောင်းတဲ့ငါဆိုရင်မြင်ခြင်းလွန်းလို့အဲ့ဒါသုံးပြောသောအာသုဘတွေသူခုနတော့ပြောတဲ့ဒုတိယမှာအဲ့ဒါတက်တော်မျိုးနေရာမှာအဲ့မီးတင်းကြိုကြတဲ့ခါကျတော့တခါတည်းအဲ့ဒီမီးတင်းကြိုတဲ့အာသုဘကိုအစတွေဆုံးထိုင်ကြည့်ကြတာမြင်ခြင်းလွန်းလို့ဟုတ်ပြီနော်မြင်ခြင်းလို့ပါတခါရအပေါ်ငွားကြသွားတဲ့ကြည့်ဖို့တခါရမနှိမ့်မသုံးထိုင်ပြီးကြည့်ကြတယ်အဲ့ဒီကြည့်ပြီးတော့မှတရားခံတဲ့ခါမှာအဲ့ဒီပုဂ္ဂိုလ်ကမြင်သွားပြီမပြောက်တော့အဲ့ဒီလိုမြင်ခြင်းလို့နော်သိပေးရတဲ့ပုဂ္ဂိုလ်ကလည်းကျေးဇူးများပါတယ်အကြောင်းသိကြတယ်မဲ့လို့တကယ်ကိုကျေးဇူးများတာဒီဘက်ကဒုတိယဘက်ကိုရဲ့အဖြေကိုဒါကြောင့်တဂရကမိမကံဘာဝိတ္တဝါတဂရကမိမက်ကိုပွားသည်ရှိတော်ဟာရာဂဒေါသမောဟနဲ့ရာဂဒေါသမောဟတရားတွေတဏှုကရတ္တခေါင်းပါသည်ရဲ့ဖြစ်ကြောင်းအဲ့ဒီပုဂ္ဂိုလ်ကိုပြည့်ညတ်လို့တဂရကမိနာမဟောတိတဂရကပုဂ္ဂိုလ်ကိုခေါ်ပါတယ်ဟာသူဟာဒီကာမဘုံကိုတစ်ချိန်ပြန်လာအောင်မယ်ဘာကြောင့်လဲဆိုတော့သူကရာဂဒေါသမောဟတရားကိုခေါင်းပါလို့ပဲတတ်နိုင်တာဟုတ်ပြီလားအကျွမ်းမဲ့မပယ်နိုင်သေးဘူးအကျွမ်းမဲ့ပယ်တဲ့ကြောင့်ကာမဘုံမှာတစ်ချိန်တော့ကာမဘုံခံစားအောင်မယ်ဒီနေ့မှာပြောချင်တာကအဲ့ဒီရာဂဒေါသမောဟတရားတွေဘာကြောင့်ခေါင်းပါတာလို့ဆိုရင်စာထဲမှာတော့မပါဘူးတော့ဆရာတော်ဘုရားဗာမိတ်ကိုအာသုဘတရားတွေမြင်လာလို့မတင့်တယ်တဲ့တရားတွေမြင်လာလို့အဲ့ဒါဒီတရားတွေအပေါ်မှာဆွဲလန်းပြမှုတဲ့အကြောင်းသိလာလို့ဒီတရားတွေအပေါ်မှာငါမပိုင်ဘူးဆိုတာကိုသိလာတဲ့အတွက်ကြောင့်ခေါင်းပါတာပါပဲကိလေသာကိုခေါင်းပါစေတဲ့တရားဆိုတော့ဒီယုတ်တရားပေါ်မှာကိလေသာရှိတဲ့တဏှာရှိတယ်ချောတယ်တတယ်ရှင်းတယ်ပေါ့တဏှာရှိတယ်ဟုတ်ပြီနော်ယောက်ျားလည်းမိန်းမကိုမိန်းမကလည်းယောက်ျားကိုနှစ်သက်တယ်တဏှာရှိတယ်အဲ့ဒီတဏှာကိုအာသုဘတရားနဲ့ထပ်ခါခြေမုန်းတာပါပဲတော့ခြေမုန်းတယ်ဟောနှစ်ပိုင်းရှိပါတယ်တစ်ပိုင်းကယုတ်တရားကိုခြေမုန်းပြတာကတော့ဒုတိယဘက်ကခြေမုန်းပါတယ်ကျန်တဲ့နာပိုင်းကိုခြေမုန်းတဲ့အခါကျတော့တတိယဘက်ကခြေမုန်းပြပါတယ်ဒါပေမဲ့အနုတ္တိယပါမကျန်ဘူးခြေမုန်းပြပါတယ်တတိယဘက်ကလည်းခြေမုန်းပြပါတယ်အဲ့တော့တပိုင်းနဲ့ကြီးကိလေသာကိုခေါင်းပါနေတယ်ဆိုတော့ရုပ်အပိုင်းမှာဆိုခြေမုန်းပြီးတော့ဖြစ်နေနာပိုင်းကြံနေတဲ့အတွက်ကြောင့်ခေါင်းပါယူမှသူကတက်နိုင်ပါတယ်တတိယဘက်ကိုကြာမှာတခါလေကာမရာဂနဲ့ဗျာပါဒတရားကိုအကျွမ်းမဲ့သူကပယ်တော့မှာဟုတ်ပြီနော်အကျွမ်းမဲ့ပယ်တော့မှာဒါကြောင့်တကယ်ကိုကြောက်เสียလန့်เสียမတတိเสียမဟုတ်ပါဘူးတကယ်မှန်ကန်တဲ့သဘာဝတရားကြီးပါဟုတ်ပြီနော်တကယ်ရှိတဲ့သဘာဝတရားကြီးပါတို့ဒီနေ့ဒီချိန်မှာပွားတဲ့အခါမှာ32ကောထာတော့အရင်တင်ပါမယ်ဟုတ်ပြီနော်32ကောထာတော့အလို့ရကြမလို့ပါဘူးဥစဉ်ခေါ်သွားမှာပါဟုတ်ပြီနော်ခေါ်သွားမှာပါဟုတ်လားခေါ်ပြီးတော့တင်သွားမှာပါတော့32ခေါ်တာတော့တင်ပြီးတော့အဲ့ဒီ32ခေါ်တာတော့ကိုပဲအပြန်အလှန်ကိုတို့ဟာဟလာတခါလေပိုးပေါင်းနေစားကောက်နေတဲ့တရားတေဇောဓာတ်တွေလောင်ကျွမ်းနေတဲ့တရားဟုတ်ပြီနော်ဝါယောဓာတ်တွေခါကယူစီးနေတဲ့တရားဟုတ်ပြီနော်အဲ့ဒီလိုမျိုးအာသုဘတရားကိုထပ်ခါတခါတို့ပွားများခိုင်းတော့ပါတော့ပွားတဲ့ဒီညမှာပြောချင်တာကဒုတိယဘက်ကိုရဲ့အာတ္တမှာစိတ်သုံးခြင်းပါနော်ဦးတွေအသေးတွေကျင်ကြီးတွေကျင်ငယ်တွေအုံနောက်တွေဘာတွေပဲပြောတွေးတွေပြည်တွေတလိပ်တွေအကုန်လုံးဟာဟုတ်ပြီနော်အကုန်လုံးဟာငါမပိုင်ပါဘူးအခါပြည့်စည်နေတာပါနော်အသေးသေးသောရုပ်တွေပြန်ဖြစ်လာလို့ပါအသားတစ်ခုရေခဲတိတာထဲမှာကြာရှည်မထိုင်ပုတ်တော့လိုပါပဲခန္ဓာကိုယ်ကြီးအမြဲတမ်းပုတ်နေတာပါတွေးတွေပြည်တွေတိတ်တွေအကုန်ပုတ်နေတာပါဟုတ်ပြီနော်အသေးသေးသောရုပ်တရားတွေပြန်ပြီးတော့ကံကအစားထိုးလိုက်လို့ဟုတ်ပြီနော်အဲ့ဒီလိုမျိုးအစားထိုးလိုက်လို့ပါဒါကြောင့်တကယ်ကိုပြည့်စည်နေတဲ့တရားကြီးမတင့်တဲ့တရားကြီးကငါမပိုင်ပါဘူး
တော့သူကငါမပိုင်တဲ့တရားကိုလေသူကပွားမှာပါဒီနေရာမှာပထမမဲ့ဖို့တော့ငါမပိုင်ဘူးဆိုတာဝေဒနာပေါ်မှာပြောပါတယ်ဟုတ်ပြီနော်ဖောက်ပြန်တယ်ခံစားတဲ့ပုံမှာအဓိကထားပြောပါတယ်နော်ဒီကဖောက်ပြန်တဲ့နဲ့ပတ်သက်ပြီးတော့ဒီကတက်ကြီးလေးပါလဲဆွဲခေါ်ပလိုက်တယ်အကြောင်းအကျိုးလဲဆွဲခေါ်ပလိုက်တယ်ဟဲ့လားဝေကျွေးတွေလဲဆွဲခေါ်ပလိုက်လို့ပါပဲဟုတ်ဒုတိယမက်ဖို့မှာလဲဒီအာတုဘတရားပေါ်မှာပဲတို့ဟာငါမပိုက်ဘူးငါမရှိဘူးဒီအာတုဘတရားကိုပဲတို့ဝေကျွေးလို့တို့သုံးပါပါဟုတ်ပြီနော်ပထမဘက်မှာဖောက်ပြန်တဲ့ခံစားတဲ့အကြောင်းဝေကျွေးလို့သုံးသလိုမျိုးပဲဟောဒီအာတုဘတရားကိုပဲဒုတိယမက်ဖို့ရဲ့ဝေကျွေးဒုတိယမက်ဖို့ရဲ့အကြောင်းကျိုးတရားဟုတ်ပြီနော်ကြောအကြောင်းကျိုးလို့ပြောရင်ဒုတိယမက်ဖို့ကိုရည်ကျွန်းပါတယ်ငါမရှိဘူးလို့ပြောရင်ဒုတိယမက်ဖို့ပဲရည်ညွှန်းပါတယ်ဝေကျွေးလို့ပြောရင်လည်းပဲဒုတိယမက်ဖို့ကိုလည်းရည်ညွှန်းပါတယ်ခံစားတယ်ပြည့်တယ်ဆိုတဲ့အခါမှာလေဒီအာတုဘကိုပဲခံစားတာနော်ဝေဒနာကိုခံစားတာဟုတ်တော့နော်အာတုဘကိုခံစားတာခံစားတယ်အဲဒီအာတုဘတရားတွေကပြည့်စည်သွားတယ်ဟုတ်ပြီနော်ဒါကြောင့်သောတာပန်များဟာအထင်ဉာဏ်သဂရကများဟာအမြင်ဉာဏ်ပါဟုတ်ပြီနော်အမြင်ဉာဏ်ပါပြီးတော့ဒီသဂရကများဟာနှမက်တဖို့ပြီးစေတဲ့တရားဟုတ်ပြီနော်ဒီအာသုဘတရားကိုမတင်းတယ်တဲ့တရားကိုပွားများနေတာဟာပထမဘက်ကိုလည်းပြီးစေတဲ့တရားနှမက်တဖို့ကိုပြီးသွားစေတဲ့တရားပါဟုတ်ပြီနော်တို့ကလေးများဖြစ်သူကကောင်းကြည့်အကုန်ပဲဂုံးကြည့်တော့လည်းအောက်ကဆွဲစားတယ်လို့ပဲဟုတ်ပြီနော်အာသုဘတရားကိုပွားများတယ်လိုက်လို့လည်းရတယ်အစင်လည်းပြည့်ရဆိုရင်နှမက်နှစ်ခုပြီးစေတဲ့တရားဒီနေရာမှာတို့စာမွေတစ်ခုရဲ့အမှတ်လေးတစ်ခုပေါ့တို့ဖြစ်တော့ပါဒီခေတ်တော့မသိဘူးအမှတ်40ဆိုရင်အောက်တယ်ဟုတ်ပြီနော်ဒါဆိုရင်သူပထမဘက်ကိုသူကအမှတ်40နော်ခုနကကိုအပယ်လေးကလွတ်သွားပြီးအောင်သွားပြီအမှတ်40ဩဒုတိယမက်ကိုကျတော့အမှတ်60အောင်မှတ်ကိုကျော်သွားပြီးအေးဆေးပဲဒီလိုမျိုးပေါ့တတိယမက်ကိုကျတော့အမှတ်80ဂုံထုမက်ဂုံထုသူ့ပေးရတော့မှာနော်ကာမရာဂနဲ့ဗျာပါလို့တော့ကျွတ်မဲ့ပယ်တော့ပါဘူးဟုတ်ပြီနော်နောက်ဆုံးမဲ့ကိုကျဘဝတည်းမရှိတော့အမှတ်တရားပြည့်အဲဒီလိုမျိုးအမှတ်60ကိုလူထက်ကပွားများကြပါလို့ပြောကြရင်တရားဆွေးနွေးခြင်းကိုဒီကုန်းကပတ်ဆုံးသက်လိုက်ပါတယ်